မင်္ဂလာပါရှင်ရတနာတုတ်အနှစ်ချုပ်ဆိုတဲ့တရားကောင်းစဉ်တွေကနေပူဇော်ပေးပါမယ်ရှင်သစ္စာဆိုတဲ့နေရာမှာမှန်တာကိုပဲအရင်ပြောတယ်ပြောပြီးတဲ့အခါမှာကိုလိုချင်တဲ့ဆန္ဒကိုထုတ်ဖော်တယ်တဲ့ဒီနှစ်ချက်ရှိပါတယ်လောကမှာဘာအခက်ခဲပဲတွေ့မှန်တဲ့စကားကိုဆိုပြီးလို့ရှိရင်ကိုပြစ်ချင်တာတစ်ခုကိုဖော်ထုတ်လိုက်လို့ရှိရင်ရရှိနိုင်ပါတယ်သစ္စာဆိုတာအန်တရယ်မှလည်းလွတ်မြောက်နိုင်တယ်ကိုလိုချင်တာလည်းရတယ်ဒါကြောင့်မို့သစ္စာရဲ့စွမ်းဟာအင်မတန်ကြီးမားတယ်တဲ့အခြားအရာတွေပြောချင်မှန်ချင်မှမှန်မယ်ဖျားကုံကိုထုတ်ဖော်ပြီးတော့ပြောတာကတော့မမှားပါဘူးတဲ့ခယံဝိရာကံအမတံပရိတံယတိစကာတကြမုနိတမဟိတောနာတေနဓမေနသမတိကိစီဣဒံမိဓမေယရဏံပရိတံဧတေနာသေစေနာသူဝတိဟောတုတကြမုနိတကြလူမျိုးတွေကနေထွက်ပြီးတော့ယဟန်အဖြစ်ကိုရောက်ရှိလာတဲ့မြတ်စွာဘုရားတဲ့တမာဟိတော်မတ္တမာတိနဲ့တည်ကြည်မှုရှိပြီးနိဗ္ဗာန်တရားကိုမျက်မှောက်ပြုခဲ့တယ်ခယနိဗ္ဗာန်ကိုအာရုံပြုလိုက်တာနဲ့တပြိုင်နက်ကိလေသာတွေကုန်သွားတယ်တဲ့ဝိယာကဆိုတာနိဗ္ဗာန်မှာတက်မှတ်ခြင်းဆိုတဲ့တဏှာလဲလုံးဝကင်းတယ်တဏှာနဲ့လုံးဝမရှင်တွဲဘူးတဏှာရဲ့အာယုံလည်းမဖြစ်ဘူးတဲ့အမတ္တသေလည်းမသေတော့ဘူးပဏိတနိဗ္ဗာန်ကအလွန်နှစ်သက်စရာကောင်းတယ်အလွန်ကျင့်တတ်စရာကောင်းတယ်ခယံဝိရာကံအမတံပရိတံဆိုတဲ့ဂုံကြီး၄မျိုးဟာနိဗ္ဗာန်ရဲ့ဂုံတွေနိဗ္ဗာန်ရဲ့ဂုံကြီး၄မျိုးအဲ့ဒီနိဗ္ဗာန်ရဲ့ခယဝိရာကအမတပဏိတဆိုတဲ့ဂုံတွေဟာအလွန်နှစ်သက်စရာကောင်းတယ်အဲ့ဒီစကားဟာမှန်ကန်ပါတယ်အေတေနာသေစေနာသူဝတိဟောတုဤမှန်သောစကားကိုဆိုရသောကြောင့်တတဝါတွေချမ်းသာကြပါစေလို့သစ္စာပြုလိုက်တယ်တဲ့ဒါကတော့သုဒ္ဓဓမ္မဒီပလိုမာ level 3ရတနာတုတ်အနှစ်ချုပ်ဆိုတဲ့တရားကောင်းစဉ်တွေကနေပူဇော်ပေးခြင်းဖြစ်ပါတယ်ရှင်ကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေရှင်